ကျွန်တော်တို့အားလုံးရဲ့ဖုန်းတွေထဲမှာ app တွေ game တွေကို download ဆွဲဖို့ Play Store ကိုသုံးကြပါတယ်။ဒါပေမဲ့ Play Store မှာကျွန်တော်တို့ရဲ့လုံဆောင်ချက်တွေကိုခြေရာခံပြီးတော့ developer တွေစီအချက်လက်တွေပို့ပေးနေတဲ့ setting တွေအလိုလျောက်ပွင့်နေတတ်တာကိုလူနေစုပဲသိကြပါတယ်။ကျွန်တော်တို့အနေနဲ့အဲ့ဒီ setting တွေကိုပိတ်ထားဖို့လိုပါတယ်။ဒီ setting တွေကိုပိတ်တဲ့အဓိကအကြောင်းရင်းတစ်ခုရှိပါတယ်။ပထမတစ်ခုကကျွန်တော်တို့ရဲ့ privacy ကိုရဲလုံခြုံမှုအတွက်ဖြစ်ပြီးတော့ဒုတိယတစ်ခုကတော့ဒီလုံဆောင်ချက်တွေဟာနောက်ွယ်မှာအမြဲအလုပ်လုပ်နေတဲ့အတွက်ဖုန်းဘက်ထရီကိုမြင့်မြတ်ကုန်စေလို့ပါအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာတော့ကိုယ့်ရဲ့လုံခြုံရေး privacy ကိုပို့ပြီးတော့မြင့်တင်ဖို့အတွက်ပို့ပြီးတော့ကောင်းလာဖို့အတွက်ဖုန်းဘက်ထရီပို့ပြီးခံလာဖို့အတွက်မိတ်ဆွေတို့ပိတ်ထားတဲ့ Play Store setting ခုနှစ်ခုကိုကြော်ပြပေးသွားမှာပဲဖြစ်ပါတယ် Okay အချိန်ဆွဲပဲအခုချက်ချင်းပဲကျွန်တော်တို့စကြည့်လိုက်ရအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Play Store ထဲဝင်သွားလိုက်ပါ profile icon လေးထဲကိုနှိပ်လိုက်ပါပြီးတော့အောက်ဖက်ကိုနည်းနည်းဆင်းသွားလိုက်မယ် Okay ဒီထဲမှာ personalization in place ဆိုတဲ့နေရာရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါ Okay ပြီးတော့ဒီမှာ play personalization option ဆိုတဲ့ဟာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါ Okay ဒီနေရာမှာ your device details ဆိုတဲ့နေရာမှာအခုလို on ဖွင့်ပြီးတော့ရှိနေတာကိုမိတ်ဆွေတို့မြင်ရမှာဖြစ်ပါတယ်ဒါကပါလေဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲကအချက်လက်တွေကိုသုံးခွင့်ပေးမလားဆိုတာကိုကျွန်တော်တို့ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါလေးကို on လုပ်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲကအချက်လက် data တွေကို information တွေကိုကျွန်တော်တို့ကဒီ Play Store ကိုအသုံးပြုခွင့်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ့်ရဲ့ privacy လုံခြုံရေးကာကွယ်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ your device details ဆိုတဲ့နေရာမှာအခုလို on ပွင့်နေတာကိုကျွန်တော်တို့ပိတ်ထားဖို့လိုပါတယ်ဒါလေးကိုကျွန်တော်တို့ off လုပ်ပြီးတော့ဒီလိုလေးဖွင့်ထားပေးလိုက်ပါ Okay နောက်တစ်ခုကကျတော့အောက်ဖက်နေဆင်းသွားလိုက်မယ်ဆင်းပြီးတော့မှကျွန်တော်တို့ your play content ဆိုတဲ့နေရာမှာ manage ကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒီထဲမှာရှိတဲ့ setting တွေကဘယ် app တွေရဲ့ history တွေကို Play Store ကတင်ပြီးတော့ကြော်ညာတွေ offer တွေပြဖို့သုံးလဲဆိုတာကိုရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ် privacy အတွက်ဗန်လုပ်ငန်းတုံး app တွေ Gmail, WhatsApp နဲ့ Telegram လိုမျိုးစာပို့တဲ့ app တွေကိုဒီစရင်းထဲမှာပိတ်ထားဖို့အကြံပြုချင်ပါတယ်ပိတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပိတ်ထားခြင်းတဲ့ app တွေကိုကျွန်တော်တို့လိုက်ရှာပြီးတော့မှ off လုပ်ပြီးပိတ်ထားရုံပါပဲဥပမာ Gmail တို့ကျွန်တော်တို့ရဲ့ဘန် software တွေဘန် app တွေ Instagram, WhatsApp စတဲ့ message Okay နော် message တွေကျွန်တော်ဖုန်း call တွေပေါ့နော် Gmail, WhatsApp နဲ့ Telegram လိုမျိုးစာပို့တဲ့ Messenger app လိုမျိုးတွေကို off လုပ်ပြီးတော့ပိတ်ထားပေးလိုက်ပါနော် Okay ဒါဆိုရှင်တော့အခုကျွန်တော်တို့ဒီထက်ကနေ back နဲ့ထွက်ပြီးတော့နောက်တစ်နေရာကိုကျွန်တော်ဆက်ပြီးကြည့်မယ်နောက်တစ်နေရာမှာကျွန်တော်တို့ my ad center ဆိုတဲ့နေရာကိုတွားပေးရမှာပဲဖြစ်ပါတယ်အောက်ကိုနည်းနည်းဆင်းသွားပြီးတော့မှ my ad center ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါ My Ad Center ထဲမှာဒီလုံဆောင်ချက်ကကျွန်တော်တို့ app တွေ website တွေမှာဘာလုပ်လဲဆိုတာကိုသိပြီး personalize ADS စိတ်ကြိုက်ကြော်ညာတွေပြဖို့အတွက်ဖြစ်ပါတယ်။ကိုယ့်ရဲ့အချက်လက်တွေကိုမမျှဝေပေးချင်ဘူးဆိုရင်အပေါ်က cloud ကိုနှိပ်ပြီးတော့ turn off ကိုနှိပ်ပြီးတော့ turn off လုပ်ထားပေးလို့ရပါတယ်။ဒီလို off ဖြစ်နေပြီဆိုလို့ရှိရင်တော့ရပါပြီ။ Okay ပြီးရင်နောက်ထပ် setting တစ်ခုထပ်ပြပေးပါမယ်။ဒီထက်ကနေထွက်လိုက်မယ်။ပြီးတော့ Play Store ထဲကိုပဲပြန်ဝင်လိုက်ပါအပေါ်နားလေးက profile ထဲကိုပဲနှိပ်ပြီးတော့အောက်မှာ setting ထဲကိုထပ်ပြီးတော့ဝင်သွားလိုက်ပါ setting ထဲမှာ general ဆိုတဲ့ဟာလေးရှိပါတယ် general ထဲကိုနှိပ်လိုက်ပါအောက်မှာ account and device preference ဆိုတာလေးကိုရွေးပြီးတော့နှိပ်လိုက်ပါဒီထဲမှာ email from Google Play ဆိုတာရှိပါတယ် email from Google Play နေရာမှာအခုလို on ဖြစ်ပြီးတော့ပွင့်နေတာကိုမြင်ရမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့အနေနဲ့off လုပ်ပြီးတော့ပိတ်ထားလိုက်ပါဒါကိုပိတ်ထားလိုက်မယ်ဆိုရင် Play Store ကနေပြီးတော့ကြော်ညာ email တွေကျွန်တော်တို့ရဲ့ Gmail email တွေထဲမှာဝင်ပြီးတော့နောက် chat တွေလာပေးတော့မှာမဟုတ်တော့ပါဘူး battery ကုန်မြန်တာတွေကိုလည်းတော်တော်လေးကို short ချပေးသွားမှာပဲဖြစ်ပါတယ် Okay နောက်ပြီးတော့ဒီ general ထဲမှာပဲ app install optimization ဆိုတာရှိပါတယ်ဒါကမိတ်ဆွေက app ရဲ့အပိုင်းတွေကိုအသုံးများဆုံးလဲဆိုတာကိုကိုကေးစီကိုပို့ပေးတာဖြစ်ပြီးတော့ battery ကိုပို့ပြီးတော့ကုန်မြန်စေပါတယ်ဒါကြောင့်ဒါကိုလည်းမိတ်ဆွေက off လုပ်ပြီးတော့ပိတ်ထားပေးလိုက်ပါ Okay နောက် setting 6ခုမြောက်ကိုချက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ် setting ထဲကနေပြီးတော့ကျွန်တော်တို့အောက်ကိုဆင်းပြီးတော့အပေါက်ကိုနှိပ်ပါ Play Store brushing ကိုရှာလိုက်ပါ Play Store brushing ထဲမှာကိုကျွန်တော်တို့ဒီမှာ9ချက်ဆက်တိုက်ထောက်ပေးလိုက်ပါ1 2 3 4 5 6 9
ဒါဆိုလို့ရှိရင်တော့ developer move is turned on ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်တော့အပေါ်ကိုနည်းနည်းပြန်ဆွဲတင်လိုက်ပါ general ရဲ့အောက်မှာ developer option ဆိုတဲ့ဟာလေးပေါ်နေတာကိုတွေ့ရပါလိမ့်မယ် developer option ထဲကိုနှိပ်ပြီးတော့ဝင်လိုက်ပါ internet app sharing ဆိုတဲ့ဟာလေး on ဖြစ်နေပြီဆိုလို့ရှိရင်တော့ဒီ sharing ဆိုတဲ့နေရာမှာ off ဖြစ်သွားအောင်ပိတ်ထားပေးလိုက်ပါဒါက Play Store ပေါ်မှာတင်ဖို့စံတက်နေတဲ့ app တွေနဲ့လုံခြုံရေးစည်းကမ်းချက်တွေနဲ့မကိုက်ညီတဲ့ app တွေကိုမာယွင်းတွေးမိတာမျိုးကနေပြီးတော့ကာကွယ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒါလေးကို off လုပ်ပြီးတော့ပိတ်ထားပေးလိုက်ပါ Okay နောက်ဆုံး setting တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဒီ Play Store ထဲကနေပြီးတော့ထွက်လိုက်မယ်ပြီးတော့ Play Store ထဲကိုပြန်ပြီးတော့ဝင်လိုက်ပါ setting ရဲ့အောက်မှာကျွန်တော်တို့ဒီ Play Protect ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော် Play Protect ထဲကိုနှိပ်ပြီးတော့ဝင်လိုက်ပါညာဖက်အပေါ်ဆုံးတောင်းသားလေးကဒီ icon ဆက်ဝိုင်းပုံလေးကိုတစ်ချက်နှိပ်လိုက်ပါကဲဒါဆိုလို့ရှိရင်တော့ဒီထဲမှာ improve harmful app detection ဆိုတဲ့ဟာလေးကိုအခုလို on ဖြစ်နေတာကိုမြင်ရမှာဖြစ်ပါတယ်ဒီ improve harmful app detection ဆိုတဲ့ဟာလေးကို off လုပ်ပြီးတော့ပိတ်ထားပြလိုက်ပါဒါကမိတ်ဆွေတုံးတဲ့ app တွေရဲ့အကြောင်းမိတ်ဆွေရဲ့ဖုန်းထဲမှာရှိတဲ့ application software တွေရဲ့အကြောင်းကိုကိုကိစီကိုအချက်လက်ပို့ပေးနေတာဖြစ်ပါတယ်မိတ်ဆွေရဲ့ privacy လုံခြုံရေးအတွက်ဆိုလို့ရှိရင်တော့ဒီနေရာမှာလည်း off လုပ်ပြီးတော့ပိတ်ထားပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့အခုကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးသွားတဲ့ Play Store ပေါ်ကပိတ်ထားတင်တဲ့ setting 9ချက်အကြောင်းပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့မိတ်ဆွေတို့ကို bonus tip တစ်ခုအနေနဲ့ထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ application software များမှာမွေးပါတဲ့ software တွေကိုယ့်ရဲ့ဖုန်းထဲက data အချက်လက်တွေကိုခိုးယူနိုင်တဲ့ software တွေအန်ဒီရှိတဲ့ software တွေရှိမရှိကို scan ဖတ်ပြီးတော့စစ်ဆေးတဲ့နည်းလမ်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီထက်ကနေ back ကိုနှိပ်ပြီးတော့ထွက်လိုက်မယ်ကဲပြီးသွားလို့ရှိရင်တော့ဒီထဲမှာ no harmful app form ဆိုပြီးတော့အခုလိုပြနေတယ်ပေါ့နော်ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာ scan ဆိုတဲ့ညာလေးကိုတစ်ချက်နှိပ်လိုက်ပါ scan ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ application software များမှာအန်ဒီရှိမရှိကိုအခုလိုလဲစစ်လို့ရပါတယ် okay scanning ဆိုပြီးတော့အခုလိုလဲscan ဖတ်ပြီးတော့ရှာဖွေနေတာဖြစ်ပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာအန်ဒီရှိတဲ့ software တွေဖုန်းထဲက data အချက်လက်တွေကိုခိုးယူနိုင်တဲ့ software တွေ spamware တွေ malware တွေပါနေတယ်ဆိုလို့ရှိရင်တော့ဒီထဲမှာကျွန်တော်တို့ရဲ့ဖုန်းထဲက base software ကအန်ဒီရှိတယ်ကျွန်တော်တို့ရဲ့ data ချက်လက်တွေခိုးယူနိုင်တယ်ဆိုတာကိုလာပြီးတော့ပြပေးမှာဖြစ်ပါတယ်အဲ့ဒီ software တွေကိုကျွန်တော်တို့က uninstall လုပ်ရမှာပဲဖြစ်ပါတယ်ပေါ့နော် remove လုပ်ပေးရမှာပဲဖြစ်ပါတယ်မရှိဘူးဆိုလို့ရှိရင်တော့အခုလိုပုံစံလေးနဲ့ no harmful app form ဆိုပြီးတော့ပြပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အန်ဒီရှိတဲ့ software တွေမရှိဘူးပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုကို like and share များလုပ်ပေးတော့နိုင်ပါတယ်နားမလည်တာတွေရှိရင်ဗီဒီယိုအောက်မှာ comment လေးတွေရေးပြီးတော့မေးမြန်းထားနိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများတယောက်ချင်းစီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးပဲမင်္ဂလာပါ